ကောင်လေးပေါ့နော်အဲ့မှာခုနကသူ့အထုပ်တစ်ပိုင်းလိုက်ဖို့ပေးရကောင်လေးညတောင်းဝင်ကြတဲ့ကောင်လေးကိုလွတ်လိုက်တယ်လွတ်လိုက်တော့အဲ့လွတ်လိုက်တဲ့ကအမအခန်းနံပါတ်ဘယ်လောက်လဲဆိုပြီးတော့သူ့ရဲ့စိတ်ရင်းကိုပြန်ကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့နံပါတ်ကအခန်းနံပါတ်73ဖြစ်အခန်းနံပါတ်73အခန်းနံပါတ်73ဆိုတော့အဲ့ကောင်မလေးကအခန်းနံပါတ်73ပေါ့နော်အခန်းနံပါတ်73ဆိုကြတဲ့ဟိုကအဲ့ဒီကောင်အဲ့ဒီအမကပေါ့နော်ငါ့ကိုပေးလိုက်တာအခန်းနံပါတ်73လားပေါ့သူ့ရဲ့စိတ်ထဲမှာစဝေးစဝါပေါ့နော်အခန်းနံပါတ်73လားပေါ့ငါခုနကတော့ဒီနံပါတ်ကိုငါမကြည့်လိုက်မိဘူးပေါ့အခန်းနံပါတ်ကိုကြည့်လိုက်မိဘူးပေါ့နော်ဒီအခန်းနံပါတ်73ဆိုတာအရင်တော့သူကြားဘူးနားဝါရီတော့ရှိဘူးရပေါ့နော်မကောင်းမော်တဲခုရတာပါမကောင်းပေါ့အမကိုခန်းလဲပေးမလားလို့ဆိုတော့လေကောင်မလေးတွေကမလဲပေးခြင်းဘာဖြစ်လဲဆိုတော့ခဏနေပဲအမကထွက်ကြတော့မှာပေါ့နော်အဲ့လိုမျိုးဘယ်လိုမှကောင်မလေးတွေကလည်းတခြားခန်းနေမှာလူဘာဖြစ်နေလူပြည့်နေတဲ့အတွက်ကြောင့်မို့အဲ့ပေါ့နော်အမကြောက်တယ်ဆိုလို့ရှိရင်ကျွန်တော်လိုက်ဖို့ပေးမယ်ပေါ့နော်ပြီးတော့အဲ့ဒီခန်းမှာလေဘာမှအဲ့လိုမျိုးအတန်နေမကြားဘူးဆိုတော့အမထပ်ပြီးတော့မှသွားပြီးတော့အိတ်ကြည့်ပါအောင်ပေါ့နော်အဲ့လိုမျိုးပြောတော့အဲ့အမကနေပြောအော်โอเคပေါ့မင်းတို့ရအဲ့လိုပြောမှတော့ငါလည်းပြန်သွားမှာပေါ့ဆိုတော့လည်းပြန်သွားအခန်းပြန်သွားပြီးတော့အဲ့ဒီအချိန်မှာဒီနာရီကိုကြည့်လိုက်တော့ည2 နာရီပဲရှိသေးတယ်ည2 နာရီပဲရှိသေးတယ်ဆိုတော့သူလည်းအော်โอเคပေါ့ငါည2 နာရီပဲရှိသေးတယ်ငါခဏနေ3 နာရီ4 နာရီလောက်ဆိုရင်လည်းသူထပြီးတော့သူသွားရတော့မှဘာမှလည်းမကြမ်းတော့ဘူးပေါ့သူအဖြစ်တက်ကလည်းအိမ်မက်လို့တကယ်ပဲကြုံရတယ်လို့ဖြစ်နေတယ်သူတို့တွေကလည်းအဲ့လိုမျိုးပြောတဲ့အချိန်မှာဘယ်လိုဟောမလဲအဲ့လိုမျိုးဘာအတိုင်းမှမကြားဘူးဒီတဲခုခင်အဲ့လိုမျိုးတိတ်ဆိုင်မရှိဘူးဆိုသူကလည်းပြန်သွားပြီးတော့အိတ်ဖို့လုပ်တယ်ဟိုကောင်လေးကိုတော့မှသူခေါ်တော့သူကအခန်းနံပါတ်73သူဝင်နေသူကသူအဲ့လိုမျိုးခရင်းပေါ်မှာပြန်အိတ်ဖို့လုပ်တယ်ဒါပေမဲ့သူအိတ်မပြောတော့သူကအဲ့မှာအဲ့ဒီသူ့ရဲ့အခန်းထဲမှာပေါ့နော်ငါပစ္စည်းတွေပါလို့ခေါ်မလဲသူမနှမ်းကြလို့ရှိရင်တခါလေးထွက်လို့ရအောင်ဆိုပြီးတော့သူကသူ့ရဲ့ lucky အိတ်ကိုတေးချဟိုဖြစ်တယ်ပြန်ပြီးတော့ပြင်တယ်ပြောရလို့ရှိရင်အသွင်ကြိုးတွေပါပေါ့နော်သူခုနကသူခဏရေချိုးနေတဲ့အချိန်မှာဖုံအသွင်ထားလိုက်တယ်အဲ့အသွင်ကြိုးတွေပါတွေကိုသူရှာပြီးတော့အိတ်ထုတ်ပြန်ထည့်မယ်ဆိုပြီးတော့လုပ်တဲ့အချိန်မှာသူ့ရဲ့အသွင်ကြိုးကရှာလို့မတွေ့သူ့ရဲ့အသွင်ကြိုးကရှာလို့မတွေ့တာနဲ့အဲ့နဲ့သူကနေပြီးတော့ဟာငါအသွင်ကြိုးပြောက်သွားရည်လည်းမသိဘူးအသွင်ကြိုးလည်းဝယ်ထားမှာမကြသေးတဲ့အတွက်သူနှမျောတယ်ဈေးလည်းကြီးတယ်ပေါ့နော်အဲ့တော့သူနှမျောတယ်သူအသွင်ကြိုးသူရှာမယ်ဆိုပြီးတော့သူကသူ့ရဲ့အိတ်တွေကိုသူအရင်ဖွင့်ပြီးတော့ရှာတယ်တဲ့ငါပဲမိပြီးပြန်ထည့်မိပြီလားမသိဘူးဆိုအိတ်ထဲမှာလည်းမရှိဘူးအဲ့နဲ့ခုနကသူအသွင်ထားတဲ့နေရာမှာလည်းအသွင်ကြိုးကမရှိနေတဲ့အတွက်ကြောင့်မို့သူကနေပြီးတော့ကတင်အောက်အဲ့လိုကတင်သူ့ရဲ့ခေါင်းလေးပါကိုလှန်လို့ရှာဆောင်လေးပါကိုလှန်လို့ရှာမတွေ့ဘူးမတွေ့ရအဲ့နဲ့သူ့စိတ်ထဲမှာလည်းကတင်အောက်ထက်ကိုသူရှာကြည့်ရင်ကောင်းမှဆိုအတူရလုံးဝအုံနောက်ကိုဝင်လာတဲ့အချိန်မှာအဲ့လိုမျိုးသူ့ရဲ့ကတင်ပေါ်မှာသူကလည်းမှောက်ခုံမှောက်လိုက်တယ်မှောက်ပြီးတော့သူကနေပြီးတော့အဲ့ကတင်ကိုသူကခေါင်းကိုဒီလိုမျိုးအဲ့ကတင်ပေါ်မှာမှောက်ထားတာနော်မှောက်ထားနေတဲ့ခေါင်းကိုချပြီးတော့ကတင်အောက်ထက်ကိုမှုန်းကြည့်လိုက်တယ်အဲ့အချိန်မှာပဲအဲ့သူငုံကြည့်လိုက်တဲ့အချိန်မှာပဲအဲ့အသွင်းကျိုးကလည်းသူထင်တဲ့အတိုင်းပဲခရင်အောက်ထဲကိုရမယ်သူအသွင်းတာသူခေါင်းရင်းမှာအသွင်းတာအဲ့ဒါနဲ့အဲ့အသွင်းကျိုးကခရင်အောက်ထဲကိုရမယ်ခရင်အောက်ထဲရောက်နေတဲ့ကြောင့်မို့သွားနေပြီးတော့အဲ့ငုံရဲ့တိုင်းရပဲသူ့ရဲ့လက်ကိုထဲတဲ့ကိုဒီလိုနှိုက်ပြီးတော့အဲ့ဟိုဟာကိုဆွဲတာပေါ့နော်အဲ့အသွင်းကျိုးကိုသူဆွဲရောအဲ့လိုရားကန်ကြီးပဲရှိသေးတယ်တော့ရားကန်ကြီးလေးမှာပဲအဲ့ဒီအချိန်မှာသူ့ရဲ့အနောက်မှာသူကမှောက်ကုန်မှောက်ထားသူ့ချောင်းနဲ့ချောင်းကအနောက်မှာအဲ့ဒီခရင်ပေါ်မှာလွတ်ပြီးတော့ကျန်တယ်အဲ့ချောင်းနဲ့ချောင်းတစ်ခါပြန်လာပြီးတော့လက်နဲ့ပြန်လာပြီးတော့ကင်တယ်လို့သူခံစားလိုက်ရပြန်ခံစားနေသူအဲ့လိုမျိုးပြန်မပြီးတော့ခေါင်းပြန်မော့ပြီးတော့ပြန်လှည့်ကြည့်တော့လေမီးထဲမှာဘာမှမမြင်ရမီးကလင်းနေတယ်ပေါ့မြင်နေသူပစ္စည်းရှာနေတော့မီးလင်းနေချိန်မှာသူဘာမှမမြင်ရနဲ့အဲ့နဲ့သူကနေပြီးတော့အဲ့လိုတော့ဟောမဖြစ်သေးဘူးပေါ့နော်သူဆင်းပြီးတော့အဲ့ကရင်မောကနေပြီးတော့မှမကောက်ဖဲနဲ့ကရင်အောက်ထဲကိုဝင်ရမှောက်ပြီးတော့ကုန်းပြီးတော့သူကနေပြီးတော့အဲ့လိုမျိုးဖားလိုမျိုးပေါ့နော်ကုန်းပြီးတော့ကရင်အောက်ထဲကိုလက်လုံးဝထိုးထည့်ပြီးတော့သူကောက်တဲ့အချိန်မှာဟိုဘက်ကနေပြီးတော့ခြေထောက်နှစ်ချောင်းကိုသူမြင်နေရကရင်အောက်ကသူကဒီဘက်ဘယ်ဘက်ကနေပြီးတော့ကုန်းပြီးကောက်တယ်ဆိုညာဘက်မှာခြေထောက်နှစ်ချောင်းကိုမြင်နေရခြေထောက်နှစ်ချောင်းကလုံးဝဖြူခွေးပြီးအယိုးပြန်ကျနေတဲ့ခြေထောက်ကြီးနှစ်ချောင်းပြီးတော့လေရေတွေလည်းစိုးနေခြေထောက်ကြီးမှာရေဆိုရွှဲပြီးတော့ဟိုဘယ်လိုခေါ်မလဲအဲ့ဖြူကြီးပေါ့နော်အဲ့လိုမျိုးဖြူကြီးအယိုးပြန်နေအဲ့လိုမျိုးပုံနေတဲ့ခြေထောက်ကြီးလိုမျိုးသူမြင်နေရအဲ့နဲ့ခဏကနေအောက်ကနေပြီးတော့ဆွဲပြီးတော့အသိန်းကျိုးသူယူပြီးရတယ်သူခဏကနေမတ်တရလိုက်တော့လေသူဘာမှမမြင်ရနဲ့သူကအဲ့ချိန်မှာသူမကြောက်တတ်ဘူးဆိုတာမှသူရှင်ထဲမှာသူဒီတိုင်းမှာသူနေဖို့သူလုံးဝမတရီတော့မတန့်တော့ဘူးပေါ့နော်သူစိတ်ထဲမှာလုံးဝမနေချင်တော့ဘူးအဲ့ဒါကြောင့်တော်ပြီကွာငါစောပဲကားမောင်းပြီးအဲ့လိုမရမဲ့တူပြီးတော့ငါကားမောင်းပြီးသွားလိုက်တော့မဲလို့ဆိုပြီးတော့တွားနေပြီးတော့သူဟိုဟာကိုပြန်ပြီးတော့ချက်ကောက်လုပ်ပြီးတော့သူ
လိုကောင်လဲသူသွားတော့မယ်ဆိုပြီးတော့အဲ့ကောင်မလေးတွေကိုသူဟိုပတ်စံတွေပါရှင်းထားတာတွေပါဟိုဘာဖြစ်ပြီးတော့မှတ်ဖို့နေပါရှူပြီးတော့ဟိုသူအိတ်ကလေးဆွဲကားပေါ်တက်ပြီးတော့သူပြန်သွားပြီးတော့ပြန်သွားမှာသူအလုပ်ကိုသူဆက်သွားပြီးသူအလုပ်ကိစ္စတွေပါပြီးတော့နောက်နေ့လဲကျတော့သူရန်ကုန်ပြန်တယ်ရန်ကုန်ပြန်ရောက်ရှင်တော့သူအဲ့ဟိုတယ်အဲ့ဒီတက်ဖို့ခန်းရဲ့နာမည်နဲ့အဲ့လိုမျိုးပေါ့နော် review တွေပါအဲ့လို bad review သူ့လိုမျိုးပဲခံရတဲ့ဟာတွေပါညရှိမလားဆိုတော့သူရှာကြည့်လိုက်ပြီးတယ်ခံမဲ့ဘာမှမရှိနေဘူး bad review လည်းမရှိသလိုဆိုးတဲ့ review လည်းမရှိဘူးကောင်းတဲ့ review လည်းမရှိဘူးဒီတိုင်းပဲပုံမှန်တိုင်းပဲအဲ့လိုမျိုးတရေတွေပါထောက်ခံရပါတယ်ဆိုပြီးတော့ပြောထားတဲ့ဟာတွေပါလည်းသူမှမတွေ့ဘူးခံမဲ့သူကကြုံတွေ့ရအဲ့တော့သူစဉ်းစားရင်ငါကြောက်ဘာဖြစ်လို့ကြုံတွေ့ရလဲငါ့ကိုပဲအဲ့လိုပေါ့နော်ငါမကြောက်တတ်တဲ့လူမို့လို့ပဲဘယ်လိုခေါ်မလဲသူ့ကိုတတိစမ်းတာလားဆိုတဲ့သဘောမျိုးနဲ့တတိစမ်းတာလားငါ့ကိုတတိစမ်းတာလားပေါ့နော်အဲ့လိုမျိုးသူ့အဲ့လိုမျိုးတတိစမ်းတဲ့ပုံစံမျိုးနဲ့လာထောက်တာလားတရေရဆိုပြီးတော့သူကနေပြီးတော့အဲ့အကြောင်းအရာကိုလုံးဝမှသူထုံးတော့တဲ့သူစိတ်ထဲမှာသူဆွဲပြီးတော့အရင်မကြောက်တတ်ဘူးဆိုရင်တော့မှအဲ့မှာသူကလုံးဝမှမျက်ဝါးတင်နေသူကြုံတွေ့ရတဲ့အတွက်ဒါမှမဟုတ်တရေဆိုတော့သူယုံကြည်သွားတယ်သူယုံကြည်ပြီးသွားလို့ရှိရင်သူနောက်ခါဆိုလို့ရှိရင်လည်းအဲ့ဒီဟိုပါပေါ့နော်ဟိုတယ်တွေပါသွားမယ်ဆိုလို့ရှိရင်အခန်း73ကိုအခန်းနံပါတ်73ကိုလုံးဝရှောင်ပြီးတော့မှသွားတယ်အဲ့ဒါကြောင့်တငယ်ချင်းတို့လည်းအဲ့လိုကိုကဟိုတယ်တွေပါသွားရလို့အခန်းနံပါတ်73ကြာခဲ့မယ်ဆိုလို့ရှိရင်တဲခုကန်တွေပါသွားလို့အခန်းနံပါတ်73ကြာခဲ့မယ်ဆိုလို့ရှိရင်ဒီထားပြီးတော့အိတ်ပါလို့ပြောပြရစီရှင်